ဒီကောင်းကြလားဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဒီနေ့မနေ့မှာတွေ့ရတဲ့သူရောက်ချင်းစီတိုင်းသူပဲဝမ်းသာတယ်ဖျားရဲ့မျက်မှောက်တော်ထဲမှာရောက်ချင်းစီတိုင်းကိုပြန်လဲကြိုးဆိုတယ်ဒီကနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်ဒါကျမတို့ဒီနေ့ဒီနေရာကိုရောက်ရှိလာတာဖြစ်တယ်ဆိုတော့ခါလေးကျရင်ကျမတို့ကထင်မယ်နော်ကျမတို့ကရွေးချယ်ပြီးလာတယ်လို့လည်းထင်တတ်တယ်ဟုတ်လဲဟုတ်ပါတယ်ဒါပေမဲ့လည်းထိုထက်မကပို့ဆောင်ပေးတဲ့ကျေးဇူးတော်ရှိတာဖြစ်တယ်ဘုရားသခင်ပို့ဆောင်ပေးတာဖြစ်တယ်အာမင်ဆိုတော့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီနေ့မနေ့မှာကျမတို့ရှိတဲ့အချိန်လေးမှာအတူတကွပြန်ပြီးတော့မှခွန်အားယူခြင်းနဲ့အကြောင်းအရာလေးရှိတယ်အဲ့ဒီအကြောင်းအရာလေးကဘယ်အကြောင်းအရာလေးလဲဆိုတော့နှင့်ဓမ္မဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9ကျွန်မဒီအကြောင်းအရာလေးကိုပြန်ဆင်ခြင်တဲ့အခါမှာဝင်ငှောက်ချင်တဲ့အရာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီထဲမှာကျမအနေနဲ့အခန်းအပိုင်းငယ်1ကနေ73ထိတော့ရှိတယ်တချို့အပိုက်လေးတွေကိုကျွန်မဖတ်ချင်တယ်ပေါ့နော်ဆိုတော့အစမှာဗာရေးထားလဲဆိုတော့အခန်းငယ်1မှာတဖန်ဒါဝိဒ်ကငါသည်ယောနသန်အတွက်ဂျေဇုပြုဆရာအခွင့်ရှိစေခြင်းကရှောလုအဆွေမျိုးတစုံတယောက်ကြံကျွင်းသေးသလိုဟုမေးတော်ဇိဘအမည်ရှိသောရှောလု၏အဆွေအမျိုးနှင့်ဆိုင်သောကျွန်တယောက်ကိုအထံတော်သို့သွင်း၍ရှင်ဘုရင်ကသင်သည်ဇိဘမှန်သလိုဟုမေးလျင်ကိုရောကျွန်မှန်ပါသည်ဟုလျှောက်လေ၏ရှင်ဘုရင်ကလည်းဘုရားသခင်အလိုတော်အတိုင်းကဂျေဇုပြုဆရာအခွင့်ရှိစေခြင်းကရှောလုအဆွေအမျိုးတစုံတယောက်မျှမရှိသလိုဟုမေးလျင်ဇိဘကယောနသန်၌ခြေစွန့်တော်သားတယောက်ရှိပါသေးဟုလျှောက်တော့ရှင်ဘုရင်ကသူဒီအဘယ်မှာရှိသနည်းဟုမေးပြန်လျင်ဇိဘကလောဒေဘာရွာအမြေလသားမာခိရအိမ်၌ရှိပါသည်ဟုလျှောက်၏ဒီထိပဲဖတ်အောင်မယ်ဆိုတော့ဒီအကြောင်းအရာလေးကိုကျမတို့ယဉ်နီးပြီးသားလည်းဖြစ်ကောင်းဖြစ်မယ်ဒါဝိဒ်ရှင်ဘုရင်ဒါဝိဒ်ရဲ့အဆွေဖြစ်တယ်သူ့ရဲ့အချစ်ဆုံးမိတ်ဆွေဖြစ်တယ်တငယ်ချင်းဖြစ်တယ်ယောနသန်ရဲ့သားသူ့နာမည်ကမေဖိဘောရှက်လို့ခေါ်တယ်ပြောကြည့်ပါဦးမေဖိဘောရှက်ဆိုတော့ဒီနေ့မနေ့မှာဒီအကြောင်းအရာကိုပြောတဲ့အချိန်ကဘလို့အချိန်မှလဲဆိုတော့ယောနသန်ရှောလုရှင်ဘုရင်နဲ့ယောနသန်ကဒီတိုက်ပွဲထဲမှာကြဆုံးသွားတယ်တိုက်ပွဲထဲမှာသူတို့တည်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာဖြစ်ပြီးတော့နောက်ထပ်အနှစ်20ခန့်အကြာမှာရှင်ဘုရင်ဒါဝိဒ်ကဘာလုပ်လဲဆိုတော့သူလိုက်ရှာတယ်ဆိုတော့ဒီနေ့မနေ့မှာဒီဟာကဘာကြောင့်ကျမတို့နဲ့ဘာဆိုင်တယ်လဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒါကကျမတို့နဲ့ဆိုင်ပါတယ်ဆိုတော့ဒါဝိဒ်မင်းကြီးဆိုတာကဒီနေ့ဖယားကိုပုံဆောင်ပြီးတော့မှမေဖိဘောရှက်ဒီကျမတို့ဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့အပိုင်းငယ်1မှာတဖန်ဒါဝိဒ်ကငါဒီယောနသန်အတွက်ဂျေဇုပြုဆရာအခွင့်ရှိစေခြင်းကဆိုတဲ့စကားလုံးအဲ့ဒီစကားလုံးဂျေဇုပြုဆရာအခွင့်ရှိစေခြင်းကအဲ့ဒီစကားလုံးကိုဘယ်နှခေါက်ရေးထားတယ်လဲဆိုတော့အပိုင်းငယ်1မှာရေးထားတယ်အပိုင်းငယ်3မှာရေးထားတယ်အပိုင်းငယ်9မှာရေးထားတယ်3ခုဆိုတော့အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ဟေဘရူးမှာဆိုရင်သူကစာလုံးကဘယ်လိုလဲဆို CHESED ဆိုတော့အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဖယားသခင်ရဲ့ဂရုဏာမေတ္တာဖြစ်တယ်ဆိုတော့ဖယားသခင်ရဲ့ unfailing love လို့ပြောတယ်လူသားတွေအပေါ်မှာဖယားရဲ့ဘယ်တော့မှမကြဘယ်လိုပြောရမလဲဘယ်တော့မှမကုံနိုင်တဲ့မေတ္တာလို့အဓိပ္ပာယ်ရတယ်ဆိုတော့ဂျေဇုပြုဆရာအခွင့်လို့ပြောတဲ့အခါမှာဒီနေ့ဘုရားသခင်ကကျမတို့အသက်တာထဲမှာတင်နဲ့ကျမရဲ့အသက်တာထဲမှာသူဂျေဇုပြုဆရာအခွင့်ရှိစေခြင်းကလိုက်ရှာခဲ့တဲ့ဘုရားသခင်ဖြစ်တယ်အာမင်အာမင်ဒီနေ့ဘုရားသခင်ကအရင်လိုက်ရှာခဲ့တာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ပထမအချက်အနေနဲ့ကျမဘာပြောချင်လဲဆိုတော့ဘုရားရဲ့ဂျေဇုတော်ကကျမကိုလိုက်ရှာခဲ့တယ်ပြောကြည့်ပါအောင်ဘုရားရဲ့ဂျေဇုတော်ကကျွန်တော်ကိုလိုက်ရှာခဲ့တယ်โอเคမေဖိဘောရှက်ရဲ့အခြေအနေကိုကျမတို့ပြောရအောင်မေဖိဘောရှက်ဆိုတာကအစောနာပြောသလိုပဲဒီ
ခြေမတန်ဘူးတဲ့ဒီမှာပါတယ်နော်ခြေစွန့်အနေတယ်တဲ့လမ်းမလျှောက်နိုင်ဘူးခြေစွန့်အနေတယ်ခြေစာနေတယ်ခြေတော့စာနေတယ်ဆိုတော့ပြီးတော့မှ तू သူ့ရဲ့အခြေအနေကသူ့ကိုရှင်ဘရင်ကလိုက်ရှာရအောင် तू လှုပ်တဲ့အရာဘာတကူမှမရှိဘူးရှင်ဘရင်ကသူ့ကိုလိုက်ရှာပြီးတော့မှဂျေစုပြုရလောက်အောင်လဲသူ့မှာဘာအစွမ်းစမှမရှိဘူးရှင်ဘရင်ကသူ့ကိုလိုက်ရှာပြီးဂျေစုပြုရအောင်လဲသူ့အနေနဲ့ဘရင်ရဲ့မျက်နှာตาကိုရဖို့အတွက်စွမ်းဆောင်ထားတာဘာမှမရှိဘူးဘာ record မှလည်းမရှိဘူးနောက်ပြီးတော့မှကျမတို့ဆက်ဖတ်လို့ရှိရင်လောဒီဘာရွာဆိုတာလေအတိတ်ပဲရှိတယ်ဆိုတော့ကျမပြောချင်တာကပထမအဦးဆုံးအနေနဲ့ဒီနေ့ဘုရားသခင်ရဲ့ဂျေစုတော်ဘုရားသခင်ကိုယ်တိုင်ကသင်နဲ့ကျမကိုလာရှာတဲ့ဘုရားသခင်ဖြစ်တယ်လာပြီးတော့မှတွေ့တဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့ဒီမေဖိဘောရှက်ရဲ့အခြေအနေလိုပဲကျမတို့အခြေအနေကဖြစ်ခဲ့တယ်ဒါကြောင့်မလို့ဘာကြောင့်ဘုရားသခင်လာရှာလဲဆိုတဲ့အချက်၃ချက်ကျမပြောချင်တယ်နံပါတ်1ချက်ကကျမတို့ဟာကြာဆင်းသွားတဲ့အပြစ်သားဖြစ်လို့ဖြစ်တယ်ဘုရားသခင်ဘာကြောင့်ကျမတို့ကိုလာရှာဖို့လိုအပ်တယ်လဲကျမတို့ဟာကယ်တင်ရှင်ကိုလိုအပ်လို့ဖြစ်တယ်ဒီနေ့ဒီအကြောင်းအရာကိုကျမတို့သေချာသဘောပေါက်လို့ရှိရင်ကျမတို့အထဲထဲကနေစီးဆင်းမဲ့အရာကလည်းဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်မှာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ဟာလေတော်တော်များများကကျမတို့တွေကဒီဘာသာရေးထဲမှာကြီးပြင်းတဲ့အခါမှာဒီဟာကိုသဘောပေါက်တယ်လို့လည်းသဘောမပေါက်တဲ့အခါမှာဘာဖြစ်လဲဆိုကျမတို့ရဲ့အမြဲတမ်းကိုကြည်တဲ့အမြင်ဘုရားကိုကြည်တဲ့အမြင်ကမှားယွင်းနေတာဖြစ်တယ်ကျမတို့အမြင်နဲ့မမှန်ကန်နိုင်ဘူးဒါပေမဲ့ဒီနေ့မနေ့မှာကျမပြန်ပြီး focus စေချင်တာကဒီနေ့ဘုရားသခင်ရဲ့ဂျေဇုတော်ကသင်နဲ့ကျမကိုလာရှာတာဖြစ်တယ်ဆိုတော့ C.S. Lewis တာဖို့မယ်ဘုရားသခင်သုံးပြတဲ့ဆရာကြီးဖြစ်တယ်အဲ့ဆရာကြီးကသူကဘာပြောလဲဆိုတော့ဂျေဇုတော်ကတဲ့ဘာနဲ့တူလဲဆိုတော့အမဲလိုက်မုတ်ဆိုးနဲ့တူတယ်တဲ့ဘုရားသခင်ကအမဲလိုက်မုတ်ဆိုးနဲ့တူတယ်တဲ့ဆရာကြီးကဘာပြောလဲဆိုတော့သူ့ဘဝမှာတဲ့ဘုရားသခင်ကိုလိုက်ရှာခဲ့တယ်ဆိုတာမရှိဘူးတဲ့ဒါပေမဲ့ဘုရားသခင်ကအမဲလိုက်မုတ်ဆိုးကတမင်တားကောင်ကိုချမ်းပြီးတော့မှတေချာပြီးဆိုတဲ့အချိန်မှာပြစ်လိုက်တယ်အဲ့လိုပဲတဲ့အဲ့လောက်ထိဂျေဇုတော်ကကျမတို့နောက်ကို chase လုပ်တာဖြစ်တယ်ကျမတို့နောက်ကိုလိုက်တာဖြစ်တယ်ဘုရားရဲ့မြတ်တာဒါကြောင့်မလို့သင်နဲ့ကျမဒီနေ့ဒီနေရာကိုရောက်လာတာပြန်စဉ်းစားကြည့်ဘလို့ရောက်လာလဲဘုရားသခင်ကိုယ်တိုင်ခေါ်လာပေးတာဖြစ်တယ်တချို့လူတွေကိုသုံးပြီးခေါ်လာတယ်တချို့တော့နှုတ်ကပတ်တော်တွေကိုသုံးပြီးခေါ်လာတယ်တချို့တော့အခြေအနေတွေနဲ့ဘုရားသခင်ကဒီနေရာကိုပို့လာတာဟာဘုရားသခင်ကကျမတို့ကိုချစ်တဲ့အတွက်ကြောင့်မလို့သင်နဲ့ကျမကိုချစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကိုဒီအမဲလိုက်မို့ဆိုးတကောင်ကိုလိုက်တယ်လို့ပဲပြစ်ထက်လိုက်တဲ့အခါမှာကျမတို့အနေနဲ့နှလုံးသားထဲမှာဒီဖခင်ရဲ့ချစ်ချင်းမြတ်တာကိုလက်ခံပြီးတော့မှဒီနေရာကိုရောက်လာတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီနေ့ကျွန်မပြောချင်တယ်ပထမဆုံးကဘုရားသခင်ဘာကြောင့်ကျွန်မတို့ကိုလာရှာဖို့လိုတယ်လဲဆိုတဲ့အခါမှာကျွန်မတို့ဟာအပြစ်ထဲမှာကျဆင်းသွားတယ်နံပါတ်1ချက်အပြစ်ထဲမှာကျဆင်းသွားတယ်မေဖိဘောရှက်ရဲ့အခြေအနေကိုကျွန်မတို့2:44မှာရေးထားတယ်ကျွန်မမဖတ်တော့ဘူး2:44မှာဘာအကြောင်းအရာရေးထားလဲဆိုတော့သူ့ရဲ့အဖေယောနသန်နဲ့ရှင်ဘုရင်ရှောလုတို့ကတိုက်ပွဲမှာကြာသွားပြီဆိုတဲ့သတင်းကိုကြားတဲ့အခါမှာဒီနန်းတော်မှာဘာဖြစ်နိုင်လဲဆိုတော့ရှောလုနဲ့ဆိုင်တဲ့အမျိုးတစ်မျိုးလုံးကဘယ်လိုပြောရမလဲအကုန်လုံးကိုတတ်နိုင်တယ်အဲ့လိုအခြေအနေမျိုးရင်ဆိုင်ရနိုင်တယ်ဆိုတာကိုသိတဲ့မေဖိဘောရှက်ကိုထိန်းတဲ့အထိန်တော်ကကြောက်လန့်အာကြီးနဲ့အဲ့ကလေးကိုချီပြီးပြေးတဲ့အခါမှာဘာဖြစ်လဲပြုတ်ကြတယ်အဲ့ကလေးရဲ့9နှစ်အရွယ်မှာနော်မေဖိဘောရှက်ရဲ့9နှစ်အရွယ်မှာဒီအဖြစ်ပြက်ဖြစ်တာဖြစ်တယ်ဆိုတော့အဲ့9နှစ်မတိုင်ခင်မှာဒီကလေးကသူ့အဖေနဲ့ပြေးစော်တယ်သူ့အဖေနဲ့လမ်းလျှောက်တယ်ဒါပေမဲ့တစ်ချိန်ရောက်တဲ့အခါမှာဆောနာပြောသလိုပဲသူပြုတ်ကျပြီးတော့မှသူခြေမတန်တဲ့သူဖြစ်သွားတယ်ဒီနေ့လူသားရဲ့ကြဆင်ခြင်းကိုပြန်စဉ်းစားကြည့်လူသားရဲ့ကနဦးမှာအဖေနဲ့တွာလာသလိုပဲဖယားသခင်နဲ့တွာလာခဲ့ပေမဲ့အပြစ်ကြောင့်ကြဆင်းသွားတဲ့ခါမှာဘာဖြစ်သွားလဲဆိုတော့ဝိညာဉ်ရေးရမှာမတန်ဆွမ်းမှုဖြစ်သွားတယ်ဝိညာဉ်ရေးရမှာဘာဖြစ်သွားလဲဆိုတော့ကျမတို့ဝိညာဉ်ရေးရမှာလမ်းမလျှောက်နိုင်တဲ့သူလိုဖြစ်သွားတယ် cripple ဖြစ်သွားတယ်အင်္ဂလိပ်လိုဆိုရင်နော်ဒါကြောင့်မလို့ကျမတို့ကစဉ်းစားကြည့်ပါနော်တင်နဲ့ကျမမွေးလာတဲ့အခါမှာ
ဖယားသခင်နဲ့ဝေးပြီးသားပဲဖြစ်တယ်မွေးလာတာနဲ့ဥဝဲဆိုပြီးတော့ဘယ်လိုလဲဒီကလေးရဲ့ငိုတန်စားတဲ့အချိန်ကစပြီးတော့ကျမတို့ကဘာမှတော့မလုပ်ရသေးဒါပေမဲ့ကျမတို့ကအပြစ်သားဖြစ်ပြီးသားဖြစ်တယ်ကြားစင်းတဲ့အပြစ်သားဖြစ်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဂျေဇုတော်ကဒါကြောင့်မလို့ကျမတို့ကိုလိုက်ရှာဖို့လိုတာဖြစ်တယ်ကျမတို့ဟာကယ်တင်ရှင်ကိုလိုအပ်တာဖြစ်တယ်ဒီအရာကိုကျမတို့ပဲသဘောပေါက်တာမဟုတ်ဒီနေ့ပြပြချင်တယ်ကျမတို့မိသားစုများဒီအရာကိုကျမတို့သေချာသဘောပေါက်ပြီးတော့မှတခြားလူတွေကိုဒီအကြောင်းအရာကိုကျမတို့အမြဲတမ်းလက်ဆင့်ကမ်းဖို့လိုတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျမတို့ဘာမှမလုပ်နိုင်တဲ့အခြေအနေမှာပေလင်ကျမတို့ဟာအပြစ်သားဖြစ်ပြီးသားဖြစ်တယ်ကြာဆင်းတဲ့လူဖြစ်ပြီးသားဖြစ်တယ်ဖခင်ရဲ့အရှိမစံချိန်မမီတော့ဘူးဖြစ်တယ်ဝိညာဉ်ရေးရမှာကျမတို့ဟာခြေစွန့်အားတဲ့သူဖြစ်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဒီမှာဒီနှစ်ဓမ္မ6ထဲမှာအငယ်အောက်ဆုံးအပိုက်ကိုကျွန်မမဖတ်တော့ပေမဲ့အောက်ဆုံးအပိုက်ကိုဖတ်တဲ့အခါမှာဘုရားသခင်ကမေဖိဘောရှက်ကိုရှင်ဘုရင်ကမေဖိဘောရှက်ကိုများစွာသောမင်္ဂလာတွေနဲ့ပြန်ပြီးတော့မှပေးပေမဲ့သူခြေနှစ်ဖက်ကဆွန့်အားတော့မေတဲ့ဆိုတော့အဲ့ဒါကဘာလဲသိလားသူခြေနှစ်ဖက်ကဆွန့်အားနေတော့မယ်သူခြေတော့ဆွန့်အားနေတော့မယ်အဲ့ဒါကဘာအတိပ္ပယ်လဲဆိုတော့ကျမတို့ရဲ့ခရစ်တော်ကိုကျမတို့ယုံကြည်လက်ခံလိုက်တဲ့အခါမှာလက်ခံလိုက်တာနဲ့ကျမတို့အထဲမှာရှိတဲ့အဲ့ဒီဗီဇအပြစ်ကိုလှုပ်ချင်တဲ့ဇာတိအသွေးအသားကရှိနေသေးတယ်နော်ရှိနေသေးတယ်ဒါပေမဲ့ဘာလဲဆိုတော့ကျမတို့ကအဲ့ဒီအရာကိုအောင်နိုင်တဲ့ဂျေဇုတော်ကိုကျမတို့ကိုပေးထားတယ်အာမင်သင်နဲ့ကျမကိုအောင်နိုင်တဲ့ဒီနေ့ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ရဲ့ဂျေဇုတော်လုပ်ပေးတဲ့အရာကျမတို့ကိုဆောနာတော့ကျမတို့ကြဆင်းနေတဲ့အခြေအနေကနေပဲကျမတို့ကိုရွေးနှုတ်တာမဟုတ်ပဲနဲ့ဘာလုပ်ပေးလဲဆိုတော့ကျမတို့ရဲ့အထဲထဲမှာကျမတို့အခုချိန်ထိအထဲထဲမှာရှိနေတဲ့ဒီအသွေးသားကိုအောင်နိုင်တဲ့ဂျေဇုတော်ကိုကျမတို့ကိုပေးထားတယ်အာမင်အာမင်ဆိုတော့ဒုတိယချက်ကဘာလဲဆိုတော့ဒီဘုရားသခင်ဘာကြောင့်ကျမတို့ကိုလိုက်ရှာတယ်လဲဆိုတဲ့အရာမှာဘာလဲဆိုတော့ကျမတို့ရဲ့အခြေအနေကဖယားနဲ့ဝေးနေတယ်ဆိုတော့ကျမကျမ်းစာဖတ်ချင်တယ်ဆက်ပြီးတော့မှဖတ်ချင်တယ်ပေါ့နော်ဆိုတော့ဆောနာတော့ကဒီကျမတို့ကဖယားနဲ့ဝေးနေတယ်ဆိုတဲ့အခါမှာမေဖိဘောချက်အကြောင်းကိုကျမတို့ပြန်ဖတ်ချင်တယ်အဲ့ဒီမှာဆောနာတော့ကျမတို့ဖတ်သွားတယ်သူဒီအဘယ်မှာရှိတဲ့နည်းဟုမေးပြန်လျင်အငယ်လေးမှာနော်ဇီဘကလောဒီဘာရွာအမြင်လာတာမာခိရအိမ်၌ရှိပါသည်ထိုအခါဒါဝိဒ်သည်ဆေလွတ်၍ရှောလု၏သားဖြစ်သောယောနသန်၏သားမေဖိဘောရှက်ကိုလောဒီဘာရွာအမြင်လာတာမာခိရအိမ်မှခေါ်ခဲ့၍နော်အဲ့ဒါလေးပြောချင်တယ်ဆိုတော့လောဒီဘာရွာဆိုတော့တင်တဲ့ကျမရဲ့အတ္တမှာဒီနေ့ကျမတို့ကိုယ်တိုင်လုပ်တဲ့အရာမဟုတ်တဲ့ကျမတို့ရဲ့ဒီအာဒန်နဲ့အေဝါပေါ့နော်ကျမတို့ရဲ့ဒီအာရန်နဲ့အေဝါကနေဆင်းသက်လာတဲ့ကျမတို့အထဲမှာအဲ့ဒီဗီဇနဲ့ကျမတို့ကြာဆင်းခဲ့ပြီးမြဲဘုရားသခင်ရဲ့ဂျေဇုတော်ကကျမတို့ကိုလိုက်ရှာတယ်အာရန်နဲ့အေဝါကအပြစ်ကိုပြုလုပ်ပြီးတဲ့အခါမှာသူတို့ဘာလုပ်လဲသူတို့ဖယားကညနေခင်းမှာကြွလာတဲ့အခါမှာသူတို့ဘာလုပ်နေတယ်လဲပုံနေတယ်ဒီနေ့ဒီလောဒီဘာရွာဆိုတာကအဓိပ္ပာယ်ရှိတယ်အဲ့ဒီရွာရဲ့အဓိပ္ပာယ်ကိုပြောပြမယ်နော်သူကစကြက်မြေမရှိဘူးတဲ့စကလုံးမရှိဘူးစကြက်မြေမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကလောဒီမေဖိဘောရှက်ပုံနေတဲ့နေရာတိတ်တဆိတ်ပေါ့နော်တူဝှက်စွာသူလူမသိသူမသိသူကြီးထွားရတဲ့နေရာဒီလောဒီဘာရွာကဘာအဓိပ္ပာယ်လဲဆိုတော့စကြက်မြေမရှိဘူးစကြက်မြေမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကထောက်ပံ့ဖရားရဲ့ထောက်ပံ့ခြင်းမရှိတဲ့နေရာပြက်လက်တဲ့နေရာဖြစ်တယ်ပြီးသွားလို့ရှိရင်no word စကလုံးမရှိဘူးတဲ့အဓိပ္ပာယ်ကအဲ့ဒီနေရာမှာ connection ဘာမှမရှိဘူးပြီးလို့ရှိရင်ဘာမှမရှိတဲ့အရာတဲ့ဗလာနတိဘာမှမရှိတဲ့နေရာနှုံချတဲ့နေရာနေချတဲ့နေရာဒါကြောင့်မလို့ကျမတို့သက်တာထဲမှာဒီဖရားရဲ့ဂျေဇုတော်ကိုကျမတို့မသိသေးဘူးဆိုရင်ကျမတို့ဘဝကအဲ့အတိုင်းပဲဖြစ်တယ်မေဖိဘောရှက်လိုပဲ
အပြစ်ကြောင့်ကျမတို့ကဘာဖြစ်လဲဆိုတော့ကြောက်ရွံ့နေရတယ်ကြောက်ရွံ့ခြင်းကကျမတို့အသက်တာထဲမှာဖခင်ရဲ့စီရင်ခြင်းကဘယ်အချိန်မှလာမလဲမေဖိဘောရှက်ရဲ့အခြေအနေကဘာလဲဆိုတော့ဘယ်အချိန်မှသူ့ကိုတွေ့ပြီးတော့မှရှောလုရဲ့အမျိုးဖြစ်တဲ့ကြောင့်မလို့ရှောလုရဲ့မျိုးဆက်ဖြစ်တဲ့ကြောင့်မလို့ဘယ်အချိန်မှအသက်ခံရမလဲမျိုးတုံးခံရမလဲဆိုတဲ့အရာကြောက်ရွံ့ခြင်းနဲ့သူကအဲ့ဒီနေရာမှာပုံနေရတာဖြစ်တယ်ဒီနေ့ကျမတို့အသက်တာထဲမှာကျမတို့ရဲ့ဒီနေ့ဘိုးဘွားတွေကနေပါလာတဲ့ဒီအပြစ်ချောင်းကျမတို့ကအမြဲတမ်းဒီဂျေဇုတော်ကိုနားမလဲရင်ဘုရားသခင်ယေရှုပြုပေးတဲ့ဂျေဇုတော်ကိုကျမတို့နားမလဲလို့ရှိရင်မေဖိဘောရှက်လို့ပဲကျမတို့ကဘာဖြစ်လဲပြက်လက်နေတဲ့နေရာမှာဆင်းရဲတဲ့နေရာမှာနှုံချတဲ့ဘဝမှာကျမတို့ရှိနေရတာဖြစ်တယ်အဲ့ဒါအပြင်ကိုကျမတို့ကဘာဖြစ်လဲဆိုတော့အဲ့တော့ဒါကြောင့်မလို့ပဲဆိုတော့ပြန်ပြောရမယ်ဆိုရင်ဂျေဇုတော်ကကျမတို့ကိုလိုက်ရှာတာဖြစ်တယ်နံပါတ်1ချက်ကျမတို့ကိုဘာကြောင့်လိုက်ရှာလဲကျမတို့ဟာကြာဆင်းသွားတဲ့လူသားဖြစ်တယ်အပြစ်သားဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်ရဲ့ဂျေဇုတော်ကကျမတို့ကိုလိုက်ရှာဖို့လိုတယ်ကျမတို့ဟာကယ်တင်ရှင်လိုတယ်ဒုတိယချက်အနေနဲ့ကဘာလဲဆိုတော့ဘုရားနဲ့ကျမတို့ရဲ့ဝေးကွာပြီးတော့မှကျမတို့ဟာဆိုတော့မေဖိဘောရှက်လိုပဲလူသူမသိတဲ့နေရာမှာတိမ်ငယ်စွာဘာမှမရှိခြင်းထဲမှာဆင်းရဲခြင်းထဲမှာနှုံချခြင်းထဲမှာပြက်လက်ခြင်းထဲမှာကောင်းကြီးမင်္ဂလာမရှိတဲ့နေရာမှာကျမတို့ရှိနေတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ဖခင်ရဲ့ဂျေဇုတော်ကိုကျမတို့လိုအပ်တယ်အာမင်အဲ့ဒီဂျေဇုတော်ဒါကြောင့်မလို့ကျမတို့ကိုတွေ့အောင်လိုက်ရှာတာဖြစ်တယ်ဒါကြောင့်မလို့နောက်ထပ်တစ်ချက်အနေနဲ့ကဘာလဲဆိုတော့ဘာကိုဖတ်ချင်လဲဆိုတော့ဒီမှာဒါဝိဒ်ကလည်းအငယ်ခွန်းထဲမှာမစိုးရိမ်နှင့်သင်၏အဘယောနသန်အတွက်ငါသည်သင်၌ဆက်ဆက်ဂျေဇုပြုမည်မစိုးရိမ်နဲ့လို့ပြောတယ်ဒါဒီနေ့ဘာလဲဆိုတော့ကျမတို့ရဲ့ဒီကြောက်စရာမလိုတော့မကြောက်နဲ့တော့တဲ့မစိုးရိမ်နဲ့ဆိုတဲ့စကားလုံးရောက်လာတဲ့အခါမှာကျမတို့ရဲ့အခြေအနေကဂျေဇုတော်ကိုကျမတို့နားမလည်လို့ရှင်ကြောက်စရာကောင်းမှာဖြစ်တယ်အာမင်အာမင်အောင်ဖြစ်ကုန်ပြီဂျေဇုတော်ကိုကျမတို့သေချာသဘောမပေါက်ဘူးဆိုရင်ကြောက်တင်ပါတယ်ဘာဖြစ်လို့လဲသိလားကျမတို့ကယေရှုခရစ်တော်ပြုပေးတဲ့ဂျေဇုတော်ကိုကျမတို့သာလက်မခံဘူးမသိဘူးနားမလည်ဘူးဆိုရင်ဖခင်ရဲ့စီရင်ခြင်းနဲ့ကျမတို့မလွတ်ဘူးဖခင်ရဲ့စီရင်ခြင်းနဲ့ကျမတို့မလွတ်ဘူးဖခင်ရဲ့စီရင်ခြင်းခံကိုခံရမှာဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့ကဒီတည်ခြင်းတရားကိုကျမတို့တွေကြောက်ကြတယ်ဘာလို့ကြောက်လဲဘသူတွေကကြောက်လဲဆိုတော့ဒီမှာကျမတို့အရောက်ချင်းစီတိုင်းထိုင်နေတယ်ကျမတို့ဖခင်ရဲ့စီရင်ခြင်းကဖခင်ရဲ့စီရင်ခြင်းနဲ့လွတ်တဲ့သူလို့သင်စဉ်းစားမိဘူးလားဖခင်သခင်ရဲ့ကြောက်စရာကောင်းတဲ့စီရင်ခြင်းနဲ့လွတ်တဲ့သူဖြစ်တယ်ယေရှုပြုပေးတဲ့ဂျေဇုတော်ကြောင့်ကျမတို့ဟာအဲ့ဒီစီရင်ခြင်းကနေလွတ်တဲ့သူဖြစ်တယ်အာမင်အဲ့ဒီစီရင်ခြင်းကနေသင်ဟာလွတ်မြောက်တော်သူဖြစ်တယ်အဲ့ဒီစီရင်ခြင်းအတွက်သင်ကြောက်စရာမလိုတော့ဘုရားသခင်ငါ့ကိုဘယ်အချိန်မှရိုက်မလဲဆိုပြီးတော့မှကြောက်တဲ့ဟာကအဲ့ဒါဘုရားစီကလာတာမဟုတ်အဲ့ဒါရန်သူရဲ့လှည့်ဖျားခြင်းဖြစ်တယ်ကျမတို့ဟာခရစ်တော်ပြုပေးတဲ့လက်ဝါးကားတိုင်းပေါ်မှာပြုပေးတဲ့အရာခရစ်တော်ရဲ့လက်ဝါးကားတိုင်းပေါ်မှာပေးဆက်ခြင်းကျမတို့ရဲ့အပြစ်အတွက်ကျမတို့ရဲ့ဒီနေ့ဘိုးဘွားကနေပါလာတဲ့ကျင့်ချင်းအမင်္ဂလာအတွက်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်းပေါ်မှာကျမတို့ကိုယ်စားအသေးခံတယ်တကြိုချင်းကန်တယ်ထမြောက်တယ်ဒီထမြောက်ခြင်းကိုယုံကြည်တဲ့သင်နဲ့ကျမကအဲ့ဒီစီရင်ခြင်းနဲ့မဆိုင်တော့ဘူးအာမင်အာမင်ဒါကြောင့်မလို့ကျမတို့ဟာကြောက်စရာကောင်းတဲ့အခြေအနေမှာဒီစီရင်ချင်းခံရမယ့်အခြေအနေမှာရှိနေခဲ့တော့ကြောင့်ဒီနေ့ဂျေဇုတော်ကကျမတို့ကိုအရောက်လာရှာတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဂျေဇုတော်ကအင်မတန်မှကြီးမားတယ်အယံကြီးမားတဲ့ဂျေဇုတော်မဟုတ်ပါလားဒီနေ့ဒါကြောင့်မလို့မေဖိဘောရှက်ကဒီနေ့သူပုံနေရတဲ့နေရာကိုဒီနေ့ဘယင်ကလိုက်ရှာတယ်နော်ဂျေဇုပြုချင်တော့ကြောင့်လိုက်ရှာတယ်တဲ့ဒါပေမဲ့ဂျေဇုပြုချင်ရတဲ့အကြောင်းရင်းရှိတယ်နော်အဲ့ဒါကဘာလဲဆိုတော့ယောနသန်ကြောင့်ဖြစ်တယ်ယောနသန်ကြောင့်ဖြစ်တယ်မေဖိဘောရှက်ကြောင့်မဟုတ်ဘူးယောနသန်ကြောင့်ဖြစ်တယ်ဒီမှာရေးထားတယ်ဘာရေးထားလဲဆိုတော့ဒါဝိဒ်ကလည်းမစိုးရိမ်နှင့်သင်၏အဘယောနသန်အတွက်ငါသည်သင်၌ဆက်ဆက်ဂျေဇုပြုမည်ယောနသန်နဲ့
ဒါဝိဒ်ပြုတ်ထားတဲ့ဗဒိညင်ကြောင့်မေဖိဘောရှက်ကိုဂျေဇုပြုဖို့ရန်အတွက်ရှင်ဘုရင်ကလိုက်ရှာတာဖြစ်တယ်အာမင်ယေရှုခရစ်တော်နဲ့ပြုတ်ထားတဲ့ဗဒိညင်ကြောင့်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုလုံးဝဂျေဇုပြုဖို့အတကုံလိုက်ရှာတာအာမင်ပြောကြည့်ပါဦးအတကုံလိုက်ရှာတယ်အာမင်ကျွန်တော်တို့ကိုဂျေဇုပြုဖို့ရန်အတွက်ဆက်ဂျေဇုပြုဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ကိုလာရှာတဲ့ဘုရားသခင်ဖြစ်တယ်လာရှာတဲ့ဂျေဇုတော်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်မဆက်ပြီးတော့မှအားပေးခြင်းနဲ့အဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့ဆက်ဖတ်ခြင်းနဲ့အငယ်အချိန်လေးကသွားနေတော့အငယ်ခုနှစ်မှာပဲဆက်ဖတ်မယ်နော်တင်ဖို့ရှောလူပိုင်သမျှသောမြေကိုငါပေးမည်တင်ဒီနေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်အရင်ရေးကြည့်တဲ့အချက်ပြောပြခြင်းနဲ့ဒီနေ့ဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့ကိုပဲလိုက်ရှာတာမဟုတ်ဘူးကျွန်တော်တို့ကိုကယ်တင်ခြင်းပဲပေးတာမဟုတ်ပဲနဲ့ကျွန်တော်တို့အတွက်ခတ်သိမ်းသောကောင်းချီးမင်္ဂလာကိုပြင်ဆင်ထားတယ်အာမင်အဲ့ဒီကောင်းချီးမင်္ဂလာဘာတွေလဲဆိုတော့နံပါတ်1ကကြတော့ဒီနေ့အစောနာပြောသလိုယောနသန်ကြောင့်ဘုရားသခင်ကဂျေဇုပြုတယ်လို့ခရစ်တော်ကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ကဂျေဇုပြုတယ်ခရစ်တော်ကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ခွင့်လွှတ်တယ်ခရစ်တော်ကြောင့်ကြာဆင်းသွားတဲ့အပြစ်ကြောင့်ကြာဆင်းသွားတဲ့အပြစ်ကြောင့်စီရင်ခြင်းခံရခြင်းကနေကျွန်တော်တို့ကလွတ်မြောက်တယ်အဲ့ဒီဟာပဲလားဆိုမဟုတ်ဘူးနောက်ထပ်ပါလဲဆိုတော့ရှောလူပိုင်သမျှသောမြေကိုပြန်ပေးတယ်တဲ့ပြီးလို့ရှိရင်ရှေ့အောက်မှာကျမတို့ဆက်ဖတ်လို့ရှိရင်ယေရှုပြုရဲ့ဒီဟာလေးကိုပြန်ဖတ်ပေးပါအောက်မှာဆက်ဖတ်လို့ရှိရင်ဆောနာသူတို့ရှောလူရဲ့ကျွန်ဇိဘကိုပါပြောလဲဆိုတော့ဇိဘစီမှာအဲ့မှာသူ့မှာဟိုတားတွေအများကြီးရှိတယ်ဂျုံတွေအများရှိတယ်တား15ယောက်ဂျုံ20ရှိတယ်တဲ့တင်တို့တွေလဲလုတ်ပြီးလို့ရှိရင်ဒီတင်းရဲ့တခင်စားစီအဖို့တီးနံတွေကိုဆက်တာခိုင်းတယ်ဆိုတော့အဲ့ဒါကကောင်းချီးမင်္ဂလာဖြစ်တယ်ဒီနေ့မိတ်ဆွေယေရှုခရစ်တော်ကလက်ဝါးကားတဲ့ပေါ်မှာအသေးခံတဲ့အခါမှာကျမတို့ကိုခွင့်လွှတ်ခြင်းတစ်ခုပဲမဟုတ်ဘဲနဲ့ကျမတို့ဘဝအတွက်ကျမတို့အတွက်ခတ်သိမ်းသောကောင်းချီးမင်္ဂလာပြောပါအောင်ခတ်သိမ်းသောကောင်းချီးမင်္ဂလာသားတော်ရင်းနဲ့တကွခတ်သိမ်းသောအရာကိုပေးတယ်ပြောပါအောင်သားတော်ရင်းနဲ့တကွခတ်သိမ်းသောအရာကိုပေးတယ်သားတော်ရင်းကိုတော့မနှမျောတဲ့ဘုရားကကြံတဲ့အရာတွေကိုလည်းမနှမျောဘူးအာမင်ဒါကြောင့်လို့ဒီမှာအားပေးခြင်းနဲ့တချို့သောသူတွေတင်းရတတ်တာထဲမှာပြက်လက်နေလားလိုအပ်ချက်ရှိနေလားအကျွေးတွေနဲ့လားဒီနေ့ယေရှုရဲ့ဂျေဇုတော်ပေါ်မှာသင်အမိပြုဖို့လိုတယ်အာမင်ဖခင်သခင်ပြင်ဆင်ပေးတဲ့ကောင်းချီးမင်္ဂလာငါအတွက်ဖြစ်တယ်လို့သင်ယုံကြည်ဖို့လိုတယ်ဒီနေ့ဖခင်သခင်ကသူ့သားတော်ရင်းကိုယ်တော်ပေးတယ်ကြံတဲ့အရာဘာလို့မပေးရမှာလဲဆိုတော့ဂျေဇုတော်ပေါ်မှာသင်နားလည်ဖို့လိုတာပဲဖြစ်တယ်သင်ဘာမှလုပ်ဖို့မလိုဘူးအဲ့ဒီအရာလေးကိုနားလေသဘောပေါက်ပြီးတော့မှသင်နေ့တိုင်းမှာအဲ့ဒီဂျေဇုတော်ပေါ်မှာသင်နဲ့ကျွန်မအသက်ရှင်တဲ့အခါမှာဟာလေလုယာကျွန်မတို့သက်တာမှာဖခင်ရဲ့ကောင်းချီးပြင်ဆင်ပြီးသားကိုမြင်ရမှာဖြစ်တယ်အာမင်မြင်ရမှာဖြစ်တယ်အာမင်ဒီနေ့ကျွန်မတို့နားလေဖို့ကဖခင်သခင်ကျွန်မတို့ကိုးကွယ်တဲ့ဖခင်သခင်ကယာကုပ်1:5မှာဖြစ်မယ်စေရနာအလွန်ကြီးမားတဲ့ဘုရားသခင်ဖြစ်တယ်ရက်ရော်တဲ့အဖေဖြစ်တယ်ပြောပါအောင်ရက်ရော်တဲ့အဖေငါကိုးကွယ်တဲ့ဘုရားကရက်ရော်တဲ့အဖေဖြစ်တယ်လို့ပြောရအောင်မိတ်ဆွေသင်နဲ့ကျမကိုဒီနေ့အဲ့ဒီကောင်းခြင်းမင်္ဂလာအလုံးစုံပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတော့Ephesus 3မှာရေးထားတဲ့ခတ်သိမ်းသောဓမ္မမင်္ဂလာဆိုတာက spiritual ကောင်းကြီးတွေကိုပြောတာဖြစ်တယ်ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့ကောင်းခြင်းမင်္ဂလာတွေဖြစ်တယ်အာမင်ဘဒုစာငတ်တယ်လေဒါမဲ့တကယ်တော့ကျွန်မတို့ကတခါတလေမှာတချို့သောကောင်းခြင်းမင်္ဂလာတွေငါသက်တာမှာဘာကြောင့်သူများလို့စုကျေစုမရှိရတာလေသူများလို့မျိုးစုကျေစုတွေမဲ့ထင်ရှားရတာလေလို့သင်တွေးကောင်းတွေးလိမ့်မယ်တကယ်တော့ခရစ်တော်ထဲမှာခတ်သိမ်းသောဓမ္မမင်္ဂလာကိုကျမတို့ဖို့ပေးပြီးသားဖြစ်တယ်အာမင်အာမင်ဆိုတော့ physical ကောင်းကြီးပဲမဟုတ်ဘူးဒီနေ့ဝိညာဉ်ရေးရာကောင်းကြီးလဲကျမတို့မှာရှိပြီးသားဖြစ်တယ်ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ပါလဲဆိုတော့ဒီနေ့အဲ့ဒီမှာဗာပြောလဲဆိုတော့တင်ဒီနေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်နဲ့ရှင်ဘုရင်ကပြောတာဖြစ်တယ်စဉ်းစားကြည့်နော်ဒီမှာကျမတို့တွေနိုင်ငံရဲ့အကြီးဆုံးရဲ့သမရရဲ့ဖိတ်ခေါ်ခြင်းသူနဲ့အတူတူညစာစားဖို့ဖိတ်ခေါ်ခံရမယ်တခါပဲဖိတ်ခေါ်ခံရမယ်ဆိုရင်တော့မကျော်တို့ဘယ်လောက်စိတ်လှုပ်ရှားမလဲဘယ်လောက်ထိကျမတို့ဘယ်လိုပြောရမလဲအဲ့ဒီဟာကကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဘယ်လောက်ခံစားရမလဲဒါပေမဲ့ဒီနေ့မေဖိဘောရှက်ကိုဒီနေ့ရှင်ဘုရင်ကပါပြောလဲဆိုတော့တ
တင်းနဲ့ငါရဲ့စပွဲမှာနေ့တိုင်းစားရမယ်အဲ့ဒါကိုဘယ်နှကြိမ်အောင်ပြောတယ်လဲဆို4ကြိမ်ပြောတယ်ဒီအခန်းထဲမှာပဲ4ကြိမ်ပြောတယ်ဆိုတော့မေဖိဘောရှက်တင်ဟာငါရဲ့စပွဲမှာနေ့တိုင်းငါနဲ့အတူစားတော့ရမယ်ဒီနေ့ဘုရားသခင်ကအဲ့ဒါကဘာပြောတာလဲသိလားကျမတို့ကိုသူ့ရဲ့သားသမီးအနေနဲ့သားအရာကိုပေးလိုက်တာဖြစ်တယ်အာမင်မိတ်ဆွေတင်နဲ့ကျမဟာနည်းရပုဂ္ဂိုလ်မဟုတ်ဘူးဘယင်တကာတို့ရဲ့ဘယင်ရဲ့သားသမီးဖြစ်ခွင့်ရတဲ့သူဖြစ်တယ်အာမင်သူနဲ့အတူအမြဲတမ်းစားတောက်တယ်ဆိုတာကသူနဲ့အတူအမြဲတမ်းမိတ္တဟာယဖွဲ့ခွင့်ရှိတာဖြစ်တယ်အဲ့ဒီစားတောက်ပွဲမှာကျမတို့အရေးကြီးတဲ့စကားတွေပြောလို့ရှိတယ်တဲ့အာမင်ဆိုတော့ဒီနေ့သင်နဲ့ကျမဟာရှင်ဘယင်ရဲ့စပွဲမှာအတူတကွရှင်ဘယင်နဲ့စားပြီးတော့မှဒါပေမဲ့အဲ့ဒီရှင်ဘယင်ဆိုတာကျမတို့ကတနည်းအားဖြင့်ကျမတို့အဖေဖြစ်တယ်အဖေရဲ့အိမ်တော်ကိုပြန်လာခွင့်ရတဲ့သားသမီးတွေဖြစ်တယ်အာမင်အာမင်ဆိုစဉ်းစားကြည့်နော်ဟိုပြီးခဲ့တဲ့ဘက်ကဆရာပြောတော့လားမသိဘူးအဖေအိမ်မှာဆိုရင်ねဝင်လိုက်တာနဲ့ဟိုရေခဲတက်တာဖွင့်ပြီးရေခဲတက်တာမှာရှိတဲ့အေးမဟုတ်ယူစားခွင့်ရှိတယ်နော်ဘ누구မှကြောက်ကြလို့လားဘ누구မှကြောက်ကြမလို့ဆိုတော့ဒီနေ့မေဖိဘောရှက်ကျမတို့အသက်တာဖြစ်တယ်အဲ့ဒါဒီနေ့ဘုရားသခင်ကကျမတို့ရဲ့အသက်တာထဲမှာနေမေဖိဘောရှက်လို့ပဲခြေမတန်တဲ့သူဝိညာဉ်ရေးရမှာခရစ်ပေါ်လို့ခေါ်တယ်မတန်ကျွမ်းတဲ့သူဖြစ်တယ်ရှင်ဘရင်ရဲ့မျက်နှာตาရဖို့ဘာမှမလုပ်နိုင်တဲ့သူဖြစ်တယ်ဖယားသခင်ရဲ့လက်ခံခြင်းရဖို့ရန်အတွက်ဖယားသခင်ရဲ့မျက်နှာตาဖယားသခင်ရဲ့ကောင်းကြီးရဖို့ရန်အတွက်ဖယားရဲ့ကယ်တင်ခြင်းရဖို့ရန်အတွက်ကျမတို့ကရယူပြီးလုပ်ရတာမဟုတ်ဘဲနဲ့ဖယားရဲ့ဂျေဇုတော်တသက်ကအဲ့ဒီဂျေဇုတော်ကကျမတို့ကိုမဲလိုက်မှုဆိုးကလိုက်တယ်လို့ကျမတို့ကိုလိုက်ပြီးတော့မှရှာခဲလို့ဒီနေ့တင်နေကျမဒီနေရာကိုရောက်တယ်ကျမတို့ဘဝအတွက်ကယ်တင်ခြင်းပဲပေးတာမဟုတ်ပဲနဲ့ခတ်သိမ်းလို့ဓမ္မမင်္ဂလာကျမဒီအကြောင်းကိုဖတ်တဲ့အခါမှာဆရာကြီးတယောက်ကဘာပြောလဲဆိုတော့တခါတော့လူတယောက်ကသူ့ကိုသူတို့ရဲ့ ministry အတွက်အလူငွေပို့တဲ့အခါမှာအယက်များတဲ့အမောက်ဖြစ်တဲ့အခါမှာသူကခွဲပြီးပို့ဖို့ဆုံးဖြတ်တယ်တဲ့ဥမာဒေါ်လာ9သိန်းပေါ့ဒေါ်လာ9သိန်းကိုအရင်ပို့တယ်ပြီးရင်သူကနှုတ်လေးရေးတယ်တဲ့ more to follow ပြောကြည့်ပါဦး more to follow ဆိုတော့ဒီနေ့ဘုရားသခင်ကကျမတို့ကိုကယ်တင်ခြင်းပဲပေးတာမဟုတ်ပဲနဲ့နောက်ထပ်သားတော်ရင်းနဲ့တကွာတခြားသောအရာတွေကိုပေးတယ် more to follow အဲ့ဒါအပြင် spiritual ကောင်းကြီးဝိညာဉ်ရေးရာကောင်းကြီးတွေကိုလည်းဆက်ပေးတယ် more to follow ဖြစ်တယ်ဆိုတော့ तू ကအဲ့ဒီမှာဘာဖြစ်လဲဆိုဒါကြောင့်မို့ကျမတို့တက်တာမှာဒီနေ့အဲ့ဒီဂျေဇုတော်ကိုသဘောပေါက်နားလေပြီးတော့မှကျမတို့ဘေးနားကလူတွေကိုကျမတို့ဆွဲခေါ်တဲ့အခါမှာကျမတို့ဘယ်လိုဆွဲခေါ်နေတယ်လဲနိဖယားကိုရှာအဲ့လိုမဟုတ်ဘူးဘုရားရဲ့ဂျေဇုတော်ကနိကိုခေါ်နေတာကျမကိုခေါ်နေတာသိလားဘုရားရဲ့ဂျေဇုတော်ကျမကိုသွေးဆောင်လို့ဒါဒီနေ့ဒီနေရာကိုရောက်နေတာဒါကြောင့်မလို့အဲ့ဒီဂျေဇုတော်ကတင့်တွက်လဲဖြစ်တယ်ဆိုတာမျိုးဖြစ်ရမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီအရာကိုကျမဒီနေ့ရောက်ချင်းစီတိုင်းအတွက်ဝင်ငါချင်းနဲ့ရောက်ချင်းစီတိုင်းဘုရားရှင်ထူကောင်းချီးပေးပါစေ